အားလုံးမင်္ဂလာပါရှင် Top Star Channel ကနေကြိုဆိုပါရရှင်ခုတင်ဆက်မဲ့သတင်းကတော့အီရန်ကုန်တင်သင်္ဘောကိုအမေရိကန်ရေတပ်ဖမ်းဆီးပင်လယ်ကွေ့ဒေသမှာအီရန်အလံလွှင့်ထူထားတဲ့ကုန်တင်သင်္ဘောတစ်စီးကိုအမေရိကန်ရေတပ်ကကြားဖြတ်ဟန်တာဖမ်းဆီးခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုခဲ့ပါတယ်။ထပ်ကားဆိုတဲ့ရေရင်ကိုဖမ်းဆီးခဲ့တာဟာဟော်မုစ်ရေလက်ကြားမှာရှိတဲ့အီရန်စိတ်ကမ်းတွေကိုအမေရိကန်ကပိတ်ဆို့ထားတဲ့စစ်စင်ရေးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ထရန့်ကသူ့ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်းဖြစ်တဲ့ Twitter မှာဧပြီ19 ရက်နေ့ကရေးသားထားခဲ့ပါတယ်။အမေရိကန်ကအီရန်စိတ်ကမ်းတွေကိုစစ်အင်အားသုံးပိတ်ဆို့ထားတဲ့နောက်အီရန်ကလည်းဟော်မုစ်ရေလက်ကြားမှာအရက်ဖက်ရေရင်တွေဖြတ်တန်းခွင့်ကိုပြန်ပိတ်ထားမယ်လို့ကြေညာပြီးသင်္ဘောတချို့ကိုတိုက်ခိုက်ခဲ့တဲ့ထိရက်ပြီးအမေရိကန်ကထပ်ကားကိုကြားဖြတ်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အဲ့ဒီသင်္ဘောဟာရပ်တန့်ထားဖို့အမေရိကန်ရေတပ်စီကသတိပေးချက်တွေကိုလိုက်နာဖို့ပျက်ကွက်ခဲ့တဲ့နောက်လိုအပ်သလိုတုံ့ပြန်ရေးယူခံခဲ့ရတာဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။အမေရိကန်ဒုတိယသမ္မတဂျိမ်းစ်ဒေးဗစ်ဗန့်စ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာအီရန်နဲ့ဒုတိယအကြိမ်ပါကစ္စတန်မှာတွေ့ဆုံဆွေးနွေးမယ့်အကြောင်းထရန့်ကအတည်ပြုကြေညာပြီးမှအီရန်ရေရင်ဖမ်းဆီးခံမှုဖြစ်ပေါ်လာတာပါ။အီရန်ဘက်ကတော့ဘယ်အရာရှိကိုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်စေလို့မလဲဆိုတာကိုမကြေညာသေးပါဘူး။အီရန်အစိုးရပိုင်းသတင်းဌာနကတော့အမေရိကန်ဟာဟော်မုစ်မှာအီရန်ကိုပြစ်မှတ်ထားပိတ်ဆို့မှုတွေဆက်လက်ထားရှိနေမယ်ဆိုရင်အီရန်အရာရှိတွေအစည်းအဝေးတက်ဖို့မဖြစ်နိုင်တော့ဘူးလို့သတိပေးထားပါတယ်။ထရန့်ကဒီနေ့မှာအီရန်အလံလွှင့်ထားတဲ့ထပ်ကားဆိုတဲ့နာမည်နဲ့ရေရင်ဟာအမေရိကန်ရေတပ်ပိတ်ဆို့မှုတွေကိုကြော်ဖြတ်ဖို့စ조사ခဲ့ကြောင်းပေ900နီးပါးရှိပြီးနေရင်တင်သင်္ဘောတစ်စီးစာလောက်အလေးချိန်ရှိတဲ့ရေရင်အတွက်အဲ့ဒီရွေးချယ်မှုဟာအကောင်းဆုံးတော့မဖြစ်ခဲ့ကြောင်းထွက်မှာရေးသားထားခဲ့ပါတယ်။အဲ့ဒီသင်္ဘောကိုရှေ့မတိုးဖို့အမေရိကန်ဘက်ကတင်းတင်းနဲ့အတိုင်းအတာမျိုးသတိပေးခဲ့ပေမဲ့မျက်ကွယ်ပြုခဲ့တဲ့အတွက်အမေရိကန်ရေတပ်သင်္ဘောတွေကထပ်ကားရဲ့အင်ဂျင်ခန်းမှာအပေါက်ဖြစ်သွားအောင်လုပ်ပြီးရပ်တန့်စေခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ထပ်ကားဟာအရင်ကတရားမဝင်လှုပ်ရှားမှုတွေမှာဆက်ပါဝင်ခဲ့ဘူးတာကြောင့်အမေရိကန်ဗန်နာရေးဝန်ကြီးဌာနရဲ့အရေးယူပိတ်ဆို့မှုစီးရင်ထဲမှာပါဝင်နေတဲ့သင်္ဘောတစ်စီးလည်းဖြစ်ပါတယ်။အခုအခါရေရင်တစ်စီးလုံးကိုအမေရိကန်ကထိန်းချုပ်ထားပြီးဘလို့ကုန်စည်တွေတင်ဆောင်လာတယ်လဲဆိုတာကိုစစ်ဆေးနေကြောင်းလည်းထရန့်ကထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်စစ်ရေးဗဟိုကုကဲမှုဌာန CENTCOM ကလည်းရေတပ်သင်္ဘောတစ်စီးကကုန်တင်ရေရင်တစ်စီးကိုကြားဖြတ်တားဆီးနေတဲ့ဗီဒီယိုကိုထုတ်လွှင့်ပြသခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့စစ်သင်္ဘောကနေကုန်တင်သင်္ဘောစီလက်နက်တစ်ခုခုနဲ့ချိန်ရွယ်ပစ်ခတ်ခဲ့တာကိုလည်းတွေ့ရပါတယ်။အီရန်ကအမေရိကန်ရဲ့ရေတပ်အင်အားသုံးပိတ်ဆို့မှုတွေဟာနှစ်နိုင်ငံကြားအပြည့်ရဲ့သဘောတူညီမှုကိုဓာတ်ရိုက်ချိုးဖောက်ရာရောက်တယ်လို့ဆွဆွဲထားပါတယ်။ဒါပေမဲ့ထရန့်ကတော့အီရန်နဲ့အမေရိကန်ကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေမအောင်မြင်မချင်းအဲ့ဒီလိုပိတ်ဆို့ထားမယ်လို့သတိပေးပြောကြားထားပါတယ်။နောက်ဆုံးတင်ဆက်မဲ့သတင်းကတော့အမေရိကန်နဲ့ဒုတိယအကြိမ်အီရန်ဆွေးနွေးမှာမဟုတ်ကြောင်းအစိုးရမီဒီယာဖော်ပြအမေရိကန်နဲ့ဒုတိယအကျော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာပါဝင်မှာမဟုတ်ဘူးလို့အီရန်အစိုးရမီဒီယာကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာပါကစ္စတန်ကိုနောက်တစ်ကြိမ်သွားရောက်မယ်လို့ဧပြီ19 ရက်နေ့မှာမှတ်ချက်ပေးခဲ့ပေမဲ့ပါနာသတင်းဌာနကတော့အဲ့ဒီဆွေးနွေးမှုမျိုးမှာအီရန်ပါဝင်မှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်စီကလွန်ခဲ့တဲ့တောင်းဆိုမှုတွေလက်တွေ့မကျတဲ့မျှော်လင့်မှုတွေစကားကိုအမျိုးမျိုးပြောဆိုနေတာတွေအပြောတစ်မျိုးအလုပ်တစ်မျိုးတွေအကြိမ်ကြိမ်ဖြစ်နေတာတွေနဲ့အီရန်စိတ်ကမ်းတွေကိုရေတပ်အင်အားသုံးပိတ်ဆို့ထားမှုတွေကိုအကြောင်းပြုပြီးအီရန်ဟာအဲ့ဒီလိုဆွေးနွေးမှုတွေမှာမပါဘူးဆုံးဖြတ်ခဲ့ကြောင်းဟာနာကလူမှုကွန်ရက်မီဒီယာခန့်မှာရေးသားထားပါတယ်။အမေရိကန်ရေတပ်ကအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ထားတဲ့လုပ်ရက်ဟာလက်ရှိနိုင်ငံရယူထားတဲ့အပြည့်ရဲ့သဘောတူညီမှုကိုချိုးဖောက်ရာရောက်တယ်လို့လည်းအီရန်ဘက်ကဆွဆွဲထားပါတယ်။ဧပြီ19 ရက်နေ့မှာတော့ဟော်မုစ်ရေလက်ကြားကိုပိတ်ဆို့ထားတဲ့အမေရိကန်ရေတပ်ကိုဖောက်ထွက်ဖို့စ조사တဲ့အီရန်ကုန်တင်သင်္ဘောတစ်စီးကိုရေတပ်ကပစ်ခတ်ဟန့်တားပြီးကြားဖြတ်ထိန်းချုပ်ခဲ့ကြောင်းထရန့်ကကြေညာခဲ့ပါတယ်။အဲ့ဒီအခြေအနေကနှစ်ဖက်ကြားတင်းမာမှုတွေကိုပုံမဆိုးရွားလာစေပွဲရှိနေပါတယ်။ဖနန်ကဖာရစီဘာသာနဲ့ဖော်ပြထားတဲ့နောက်ထပ် sports တစ်ခုမှာတော့အမေရိကန်နဲ့အီရန်ကြားဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးဖို့သဘောတူထားတယ်ဆိုတဲ့သတင်းတွေဟာမမှန်ကန်ကြောင်းညင်းဆိုထားပါတယ်။ဒါရီမကတိပဲလက်ရှိအခြေအနေတွေအရဆိုရင်တော့အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုမျိုးတွေပေါ်ပေါက်လာဖို့မျှော်လင့်ချင်စရာလည်းတိတ်မရှိဘူးလို့နာကဆိုပါတယ်။
April 10 ရက်နေ့မှာအီရန်နဲ့အမေရိကန်တို့ကြားနှစ်ပတ်ကြာအပြစ်ခတ်ရစရေးသဘောတူညီမှုရရှိခဲ့တဲ့နောက် April 7 နဲ့12 ရက်နေ့တွေတုန်းကနှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဟာပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့အီရန်ကနျူကလ িয়ার နည်းပညာပိုင်းနဲ့ပတ်သက်ရင်အလျှော့ပေးလက်လွတ်ဖို့ညှင်းဆိုခဲ့တာကြောင့်ဆွေးနွေးမှုတွေမအောင်မြင်ပဲပြတ်ပြဲခဲ့ကြောင်းအမေရိကန်ကဝေဖန်ခဲ့ပါတယ်။ Islamic Republic News Agency ရဲ့ညှင်းဆိုမှုမတိုင်ခင်ကအထိတော့အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေမကြာခင်အစ္စလာမာဘတ်မှာထပ်မံတွေ့ဆုံကြလိမ့်မယ်ဆိုတဲ့ခန့်မှန်းချက်တွေကြည်ကြည်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။ခုလိုစိတ်ဝင်စားဖွယ်ရာနိုင်ငံတကာသတင်းတွေနားဆင်ရဖို့အတွက်ကျမတို့ channel လေးကို like and share subscribe လုပ်ပေးပါအောင်ရှင်ဆုံးထိနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။